Hello အားလုံးပဲမင်္ဂလာပါဒီရက်ပိုင်းကနည်းနည်းအလုပ်ရှုပ်သွားတဲ့ဗီဒီယိုလေးနည်းနည်းမရိုက်ဖြစ်သွားပါတော့ဂျားထဲမှာအချိန်နည်းနည်းဟာသွားတယ်ဆိုတော့ဒီနေ့ဘာလေးဝေမျှပြီးမှလဲဆိုတော့ထူးထူးဆန်းဆန်းဒီနေ့မှတတိယသွားတာဒါအဆောင်အောက်ကယူလာပေါ့နော်ထမင်းစားစဖို့ဆောင်ကနေယူလာထမင်းစားခန်းဆိုတော့အီတလီကျောင်းဆောင်မှာဘာတွေကျွေးလဲပြီးတော့မှဒီကျောင်းဆောင်ကိုဝင်ဖို့ဘာတွေလိုအပ်လဲဒီမှာနေဖို့ကောဘာတွေလိုအပ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဒီနေ့ဝင်မြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့တော့ပကံလေးခဏဟိုဘက်ရွှေ့ထားလိုက်မယ်ပေါ့နော်သူကဝိုင်နီနဲ့ steak လောက်ထားတဲ့ခါကျတော့အနှံ့ကဒီလိုပူလေးဖြစ်နေတဲ့ခါကျတော့အပေါ်တက်လို့ okay ဆိုတော့ကျမဒီကျောင်းဆောင်ကိုဝင်ဖို့ကကျမဘယ်လိုရှောက်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကျမအတွေ့အကြုံပြောပြမယ်ဒီကျောင်းဆောင်ဒီဒါပါဗီယာတစ်မြို့လုံးမှာအကောင်းဆုံးကျောင်းဆောင်ဖြစ်တယ်ပေါ့နော်ဘာလို့အကောင်းဆုံးကျောင်းဆောင်ဖြစ်တာလဲဆိုလို့ရှိရင်အီတလီယန်တွေကိုယ်တိုင်တောင်မှဒီကျောင်းဆောင်ကိုဝင်မယ်ဆိုလို့ရှိရင် entrance လိုမျိုးဖြေရပါတယ်ဝင်ခွင့်စာမပွဲလို့ဖြေပြီးမှဒီကျောင်းဆောင်ဝင်တာဖြစ်ပါတယ်ထို့နည်းတူပဲကျမဝင်တော့ကလည်းကျမရဲ့ပညာအရေးချင်း10တန်းအမှတ်စရင်10တန်းအောင်လက်မှတ်ဒီကျောင်းလျှောက်တယ်လို့ပဲပြီးတော့မှဒီဘွဲရထားတဲ့ GPA အကုန်လုံးနဲ့ဘွဲလက်မှတ်ကိုတောင်းပါတယ်ဒီအပြင်ကို translation လုပ်ထားတဲ့ notary တွေရော original တွေရောထည့်ရပါတယ်ပြီးတော့မှအီတလီလိုမျိုးဘာသာပြန်ထားတဲ့ဟာတွေရောထည့်ရတယ်ပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့မှဒီအမှတ်စရင်းတွေနဲ့လက်ခံဖို့ confirm လုပ်ပေးရဖြစ်ပါတယ် Tuesday ကမှ25ရက်နေ့မှာကျမတို့ဒီမှာ welcome လုပ်တယ် fresher welcome ပေါ့နော်ဘာလို့ welcome လုပ်တာလဲဆိုတော့ congratulation လုပ်ပေးတာဒီကျောင်းဆောင်မှာတစ်နှစ်ကလေးတွေနေဖို့အတွက်ကိုသူတို့ကဒီအီတလီယန်နေအနေနဲ့ကြတော့သူတို့က entrance ဖြေရတာပုံမှန်ဆိုလို့ရှိရင်တော့ဒီလိုကျောင်းဆောင်နေမှာကအီတလီယန်နေပဲနေတယ်နိုင်ငံခြားသားမရှိဘူးပေါ့နော်ဒါအစိုးရကျောင်းဆောင်ဖြစ်တဲ့အတွက်ကြောင့် facility ကလည်းအပြည့်အဝရတယ်ဘာရလဲဆိုလို့ရှိရင်တပတ်ဒီ3ထည့်ပေါ့နော်တစ်ဆက်စာရတယ်ပြီးတော့မှအိယာခင်းဆောင်ခေါင်းအုံဆောင်ဆိုလို့ရှိရင်လည်း4ထည့်ရတယ်အပား2ထည့်ဟိုတယ်လိုမျိုးတခါရဲ့အိယာခင်းနဲ့တသားထည့်အပား2ထည့်ပြီးတော့မှဆောင်2ထည့်ပေါ့နော်ဒီမှာဓာတ်လေကားရှိရပေါ့နော်ပြီးတော့မှတန်ရှင်ရလဲတရက်ချာတခါအခန်းထဲကိုရှင်းပေးတယ်အမိုက်ကအစအခန်းပြင်ပမှာတော့ပြည့်စရာမလိုပေါ့နော်ပြီးတော့ printer ကြိုက်တလောက်ထုတ်လို့ရတယ်ဒါကလည်းအဆောင် fees ထဲမှာ cover ဖြစ်ပြီးသားဖြစ်ပါတယ်ဒါပြီးတော့အင်ဂျီချိတ်တွေပေါ့နော်အင်ဂျီချိတ်တွေအများကြီးပေးထားတယ်ဘောင်းမီချိတ်ဖို့ရောအင်ဂျီချိတ်ဖို့ပေးထားပါတယ်ဒါအပြင်ကျမတို့မီးဖိုဆောင်ထဲမှာဆိုလို့ရှိရင်အသီးတွေကြိုက်တလောက်ယူစားလို့ရတယ်ပြီးတော့မှရေခဲတက်တာ2ခုမိုက်ခရိုဝေး1ခုအချိန်မရွေး24နာရီဖွင့်ထားပေးတဲ့မီးဖိုကြောင်အသီးလေးရဲ့ပကံစီစက်ပြဘေးစင်ပြီးတော့မှခွက်တွေဇွန်းနေပကံနေအကုန်လုံးယူလောက်လို့ရတယ်ပေါ့နော်ယူချက်လို့ရတယ်ယူသုံးလို့ရတယ်ပေါ့နော်ဒါအပြင်စပိုးဆောင်မှာကို order မှာထားတဲ့ဟာကိုအခန်းထိယူလာပြီးလို့ရှင်အဲ့ဒီပကံကိုမဆေးဘဲနဲ့တော့ပြန်ပေးလို့ရတယ်ပေါ့နော်ဒါပေမဲ့ခြားကလေးတွေကတော့မဆေးဘဲနဲ့တော့ပြန်ပေးတာရှိတယ်ကျမကတော့ဆေးပြီးမှတော့ပြန်ပေးရပေါ့နော်ဘာတွေကျွေးသေးလဲဆိုလို့ရှင်ဒီနေ့ကတော့အမေအိမ်ကိုလွမ်းတဲ့ခါကျတော့ချင်ဟင်းမှာစားရပေါ့နော်ချင်ဟင်းလို့ပြောပေမဲ့သူတို့အတွက်ကကြတော့သီးစုံဟင်းပေါ့နော်ဒါလေးကတော့ကျမအတွေ့အကြုံနဲ့အဆောင်နေချင်းရဲ့ပုံစံလေးကိုအကြံပြဖော်ပြဖြစ်ပါတယ်ဘိုင်ဘိုင်